ဒီနေ့ခွင့်ယူပါရစေကိုဘယ်လိုပြောရတာလဲขอลาวันหนึ่งဒီနေ့တရက်ခွင့်ယူပါရစေကိုထိုင်းလို့ขอลาวันหนึ่งขอကြတော့ပါရစေလာကြတော့ခွင့်ယူတယ်วันหนึ่งကြတော့တရက်ขอลาวันหนึ่งဒီနေ့တရက်ခွင့်ယူပါရစေขอลาพรุ่งนี้มะแဖြန်ခွင့်ယူပါရစေขอลาพรุ่งนี้มะဖြန်ခွင့်ယူပါရစေพรุ่งนี้ကြတော့မနက်ဖြန်เนาะลาออกအလုပ်ထွက်တာลาออกကကြတော့အလုပ်ထွက်တာมาลาออกဥပမာကွာကိုကHRC သွားတယ်အလုပ်ထွက်တာဆိုရင်တော့มาลาออกครับขอใบลาออกด้วยครับมาลาออกครับအလုပ်ထွက်တယ်ขอใบลาออกด้วยขอใบลาออกด้วยครับအလုပ်ထွက်ရရှင် form ဖြည့်ရတယ်တချို့ရ form ဖြည့်ရတယ်လေအဲ့လိုမျိုးတောင်းလို့ရပါတယ်ရှင်หยุดงานအလုပ်နာတာหยุดงานနဲ့ကြတော့အလုပ်နာတာဟုတ်ကဲ့နောက်ထပ်ဗာတိချင်တာရှိလဲမေးလို့ရတယ်နော်